Cyber Truck ကားရဲ့ခဲအောင်လေးပေါ့နော်သူ့ရဲ့ခဲအောင်စေးတာကိုကြည့်ကြည့်ပါဦးရှင်တစ်ချက်လောက်ရမ်းလာပါတော့မတက်လက်စေးတာလေးနဲ့ပဲဝင်တယ်နော်အခုဝင်တဲ့ဟာတွေကတွဲဖို့ပဲ3မော်တာ3လုံးနဲ့ဝင်ပါတယ်ရှင်မီးကတော့အရန်လာတော့ပါခဏနေကြရင်တော့ဒီဗီဒီယိုလေးကိုလည်းအသေးစိတ်လေးထပ်ပြီးတော့ရိုက်ပြပေးပါမယ်နော်ဒါခုမှစင်နေတာသူ့ရဲ့စေးတာလေးပြပြီးရှင်နော်ရိုးကော်တာမဟုတ်ဘူးသူကတော့စေးသားနဲ့ဝင်တယ်စေးသားလေးနဲ့ကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီကားကြီးကိုယူပါသူကစိုက်အားပြဆိုလဲခုလိုပဲနေရာတိုင်းမသေးဘူးပေါ့နော်ဒါ9နှစ်ကျော်လောက်စီးလို့ရတယ်အသက်လေးတွေခံမှန်းပေးတာကြတော့လေတက်မှတ် weight ထပ်ပိုပြီးမစီးစေချင်လို့ပါနော်အဲ့ဒါကြောင့်မို့ခံမှန်းပေးတာပါဆိုင်လေးကိုလာအားပေးလို့လည်းရပါတယ်ဆိုင်လေးစာလေးကရန်ကုန်မြို့မရန်ကုန်2ရပ်ကွက်ဥပဟံမီ point နီကျွေကျင်းမတ်တိုင်လေဘူလမ်းမကြီးပါရှင်Viber အနေနဲ့ video call လေးနဲ့ကြည့်လို့ရပါတယ် Viber number လေးတွေက3996584543 3996533666ဒါတော့ခုနအပြာလေးပါဒါကတော့ခဲရောင်လေးပါရှင်နောက်တစ်ယောင်ကအနက်ရောင်လေးရအောင်မယ်နော်3ရောင်လေးဝင်ပါတယ်ဒီကားရဲ့ရောင်စုံပြေးချက်ကတော့လိုက်မမီဘူးနော်သူကတော့အရောင်လေးကတော့ရောင်စုံပြေးနေတာခါကျရင်လည်းပန်းရောင်ဖြစ်သွားတယ်အနီရောင်လေးဖြစ်သွားတယ်စိမ့်နေရောပေါ့နော်အဲ့တော့မီးရောင်ပြေးတာလေးလိုချင်တယ်သတင်းကျွတ်တွေမှာလှလှလေးစီးစင်တယ်ဆိုလို့ရှိရင်တော့ဒါမီးရောင်စုံအများကြီးနဲ့ကားဝင်ပါတယ်ရှင်အရွယ်ကတော့ဒါထိုင်လက်စအရွယ်ကနေပြီးတော့9နှစ်လောက်ထိစီးလို့ရပါတယ်site တေးလေးမဟုတ်ဘူးเนาะ site ကြီးတဲ့ထဲပါပါတယ်ရှင်ကဲမီးရောင်တွေကတော့အခုဗီဒီယိုရိုက်ပြထားတဲ့အတိုင်းပဲเนาะမီးတွေကတော့အရန် share mic တော့ပါရှင် battery ကတော့တွဲဖို့ battery motor ကတော့3လုံးပါဝင်ပါတယ် remote နဲ့လည်းမောင်းလို့ရတယ်ခြေနှင်းနဲ့လည်းမောင်းလို့ရပါတယ်ရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပဲအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဝင်တော့တီရီ baby store ပါဆိုင်လေးကိုလာအောင်အပေးမယ်ဆိုရင်ဆိုင်လိပ်စာလေးကရန်ကုန်မြို့မရန်ကုန်2ရပ်ကွက်ဥပဟံမီ point နီကျွေတွတ်မှတ်တိုင်လဲဖို့လမ်းမကြီးပါရှင် Viber နေဗီဒီယိုကောနဲ့ကြည့်ရှင်နေဆိုရင် Viber number လေးတွေက3996584543 3999333666မှာရှင်းပိုင်းပါ